အားလုံးပဲမင်္ဂလာပါ Study with Mom Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။မနေ့ကတော့က M5 ခန်းကြီးတွေကိုအကုန်လုံးပြန်နှွေးပြီးသွားပြီဆိုတော့ဒီနေ့ကတော့ M4 ခန်းကြီးလေးတွေပေါ့နော်။ဒီတနေ့နဲ့အကုန်လုံးမပြီးဘူးဆိုပေမဲ့နှစ်ပိုင်းခွဲပြီးတော့ဒီနေ့နဲ့မနက်ဖြန်တင်သွားခြင်းပါတယ်ပေါ့နော်။နှစ်ပိုင်းခွဲပြီးတော့တင်မှာမဟုတ်လို့ပေါ့နော်။ဒီနေ့ဗီဒီယိုလေးကတော့15မိနစ်မရှိဘူးပေါ့နော်။17မိနစ်လောက်ပဲရှိပါမယ်။အဲ့တော့ဒီနေ့မှာတော့ M4 ခန်းကြီးလေးကိုလုပ်ရင်းနဲ့မောကဘာပြောရခြင်းလဲဆိုတော့ပေါ့နော်မောဂျပန်ရောက်ပြီးတော့ပထမနှစ်တက္ကသိုလ်တက်နေတဲ့ပထမနှစ်အတွင်းမှာဘာသာပြန်လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီဘာသာပြန်လုပ်နေတဲ့အချိန်တုန်းကအတွေ့အကြုံလေးတွေပြန်ပြီးတော့ sharing လုပ်ရခြင်းပါတယ်ပေါ့နော်အဲ့တော့မောဒီအကြောင်းအရာတွေကိုမပြောခင်မှာပေါ့နော်ခေါင်းလေးတစ်ခုသတိရမိလို့ပေါ့နော်မောအခုဒီ M4 ခန်းကြီးလေးတွေရေးနေနေတချို့စကားလုံးတွေဆိုရင်ဆွဲချက်ကလေးမိတယ်ပေါ့နော်အဲ့ဒါကိုသတိရမိတော့အရင်တော့ကအကြောင်းလေးကိုတစ်ခုခေါင်းထဲမှာသတိရမိလို့ပေါ့နော်ဘာရင်တော့မဟုတ်ပါဘူးအရင်တော့က convenience store မှာအလုပ်လုပ်တော့ပေါ့နော်ကိုကလည်းခန်းကြီးအဲ့လောက်ထိမရေးတတ်ဘူးအမြဲတမ်းကွန်ပျူတာတို့ဘာလို့ပဲရေးနေတာဆိုတော့ဒီစာအုပ်မှာချပြီးရေးတာတို့မဆုမှတ်တာတော့အဲ့လိုမျိုးဆိုရင်အရင်အားနေတာပေါ့နော်အဲ့တော့အလောက်ကဒီ convenience တို့ရဲ့senior တယောက်ကပေါ့နော်ကိုသူကလာပြီးတော့ဆရာကြီးထားနေကိုလာရပြောတာပေါ့နော်မုံနဲ့ဒီစကလုံးကတဲ့ဒီခန်းကြီးကပေါ့နော်ဒီလိုရေးရတယ်ပေါ့နော်ဆွဲချက်ကအခုမုံရေးတာပြောင်းပြန်ဖြစ်နေတယ်ဆိုရင်ကိုလာရပြောတာပေါ့နော်ကိုကလည်းအဲ့တော့အဲ့လိုမျိုးဆရာကြီးထားနေလာပြင်ကိုမကြိုက်ဘူးပေါ့နော်အဲ့တော့သူ့အတူတူပဲမဟုတ်လားပေါ့နော်အတူတူပဲမဟုတ်လားပေါ့ဒီလိုဂျပန်နေရောလို့ရေးတိုင်းအမြဲတမ်းအဲ့လိုမျိုးဆွဲချက်တွေကိုသတိထားရရေးနေရလားဆိုပြီးကိုကလည်းပြန်ပြီးတော့မေးတာပေါ့နော်မေးတော့သူကဟင်းနဲ့သူကလည်းရှိပြပြသားပဲအမြဲတမ်းတော့ဆွဲချက်တွေအဲ့လောက်ထိဂရုမဆိုင်နိုင်ဘူးပေါ့နော်သူကအဲ့လိုပြန်ပြောတယ်အဲ့ဒါလေးသွားပြီးသတိရမိလို့ပေါ့နော်အဲ့ကလေးကမောင်ကလည်းဒါအတက်နိုင်ဆုံးပေါ့နော်ဒီခန်းကြီးတွေကိုဆွဲချက်ကိုမှန်မှန်ကန်ကန်နဲ့ရေးတာကိုရေးပြပါတယ်ဒါပေမဲ့လည်းတည့်ရတိုင်းပဲတက္ကသိုလ်စပြီးတက်တဲ့အချိန်ကျတော့ဒီစာရီကိုရေးရတာထက်စာရိုက်ကြတာပေါ့နော်ထိုင်ပင်ရိုက်ကြတာဖြစ်တဲ့အတွက်ရေးဖို့ရေးနေတယ်မိကုန်တာပေါ့နော်အဲ့ဒါကြောင့်မို့လဲဒီ M4 ဒီ M5 ကနေပြီးတော့ M1 အထိ challenge လုပ်ပြီးတော့အခုရေးနေရလဲပါတယ်ပေါ့နော်โอเคအဲ့တော့ဒီနေ့ဗီဒီယိုလေးရဲ့အဓိကအကြောင်းအရာကိုသွားရမယ်ဆိုရင်မုံပထမနှစ်တုန်းကလုပ်ခဲ့တဲ့ဘာသာပြန်အလုပ်ကလေးအကြောင်းပေါ့နော်အဲ့ဒါကိုအသေးစိတ်ဒါ experience sharing အနေနဲ့ပြောပြသွားခြင်းပါတယ်ပေါ့နော်အဲ့တော့ကိုရီမြန်မာနိုင်ငံလာတဲ့အကြောင်းသားတော်တော်များများကဒီဘက်ဂျပန်ဘက်ကိုရောက်မယ်ဆိုရင်ပေါ့နော်အချိန်ပိုင်းအလုပ်ကိုရှာရင်တော်တော်များများကဒါ飲食店ပေါ့နော်စားတောက်ဆိုင်အလုပ်တို့ပြီးတော့စတိုးဆိုင်အလုပ်တို့ပြီးတော့ရုံမိုင်းဆိုင်ရာအလုပ်တို့ပေါ့နော်ရုံမိုင်းဆိုင်ရာဘယ်လိုပြောမလဲတန်ရှင်းအလုပ်တို့ပါလို့ပေါ့နော်အဲ့လိုမျိုးအလုပ်တွေကိုရှာကြတာများတယ်ပေါ့နော်ဒါဝင်ရတာလည်းလွယ်တယ်လို့ shift ယူရတာလည်းလွယ်တာဖြစ်တဲ့အတွက်ဒီလိုအလုပ်မျိုးတွေကိုယူကြတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာပေါ့နော်မုံကlanguage school တက်တော့ဒါအနောက်တိုင်းနိုင်ငံကကျောင်းသားတချို့လည်းရှိခဲ့တာဆိုတော့ပေါ့နော်သူတို့တွေကိုကြည့်မယ်ဆိုရင်တော်တော်များများကပေါ့နော်သူတို့ရဲ့ native language ကလည်းဒါ English ဖြစ်တဲ့အတွက်အားတာလည်းပါတာပေါ့နော်အဲ့တော့ကျောင်းနေပိုင်းမှာပေါ့နော်ဆရာအနေနဲ့ပြန်ပြီးတော့အချိန်ပိုင်းအလုပ်ပြန်လုပ်တာတို့English teacher အနေနဲ့လုပ်တာတို့အဲ့တော့အဲ့ဒီလိုမျိုးပေါ့နော်နှစ်ပိုင်းခွဲနေတယ်ဆိုတဲ့အခြေအနေကိုလုံးဝတော့မကြောက်ဘူးပေါ့နော်ကိုရီဒါအာဆီယံကနေပြီးလာတဲ့အကြောင်းသားတွေကပြောရမယ်ဆိုရင်ဒါဖွင့်လင်းပြောရမယ်ဆိုရင်အောက်ခြေသိမ်းလုပ်တွေကိုလုပ်နေရတာများပါတယ်အဲ့တော့ပေါ့နော်ပြန်စဉ်းစားကြည့်တယ်ပေါ့နော်တက္ကသိုလ်တက်နေတဲ့၄နှစ်တာအတွင်းမှာအမြဲတမ်းဒီလိုအလုပ်တွေကိုကလုပ်နိုင်သလားဆိုတာကိုပြန်ပြီးတော့တွေးကြည့်မိတယ်ပေါ့နော်အဲ့တော့ပြောရရင်ကိုယ့်ရဲ့ skill ကိုတေချာသုံးပြီးတော့ကို improve လုပ်နိုင်တဲ့ပတ်ဝန်းကျင်မျိုးမှာရှိကျင်တယ်ပေါ့နော်ကိုအချိန်ပိုင်းအလုပ်ဆိုရင်တော့မှပဲပေါ့နော်ဒီအချိန်ပိုင်းအလုပ်ဆိုရင်ပဲပြောရရင်တစ်နေ့လုံးလုပ်ရတာတွေလည်းရှိပါတယ်အဲ့တော့ဒီလိုစတိုက်လုပ်နေရတဲ့အလုပ်မျိုးမှာပေါ့နော်ကိုယ့်အတွက်အကျိုးရှိတဲ့အလုပ်မျိုးကိုလုပ်ကြည့်ခြင်းနဲ့
အဲ့ဒါကြောင့်မို့လို့လည်းပဲဒါအချိန်ပိုင်းလှုပ်ရှားတဲ့ website ဒီမှာဘာသာပြန်နဲ့ပတ်သက်တဲ့အလုပ်မျိုးတို့ကိုယ့်ရဲ့ language skill ကိုသုံးနိုင်တဲ့အလုပ်မျိုးပေါ့နော်အဲ့လိုမျိုးလိုက်ရှာကြည့်တယ်လိုက်ရှာကြည့်တယ်ပေါ့နော်နောက်ဆုံးwebsite မှာတွေ့ရတော့မဟုတ်ပေမဲ့Facebook မှာတွေ့ရပါတော့ Facebook မှာဘာသာပြန်ခေါ်ပါတယ်ဆိုတော့ post မျိုးမှာပေါ့နော်အဲ့ဒီအမှာကိုဒါ Square CV file နဲ့ CV file ပို့ပြီးတော့ဘာသာပြန်ဖြစ်သွားတယ်ပေါ့နော်ဘယ်လိုမျိုးဘာသာပြန်ရတာလဲဆိုတော့ဒါဂျပန်မှာရောက်နေတယ်ပေါ့နော်ကီနိုချီရှူဆဲပေါ့အလုပ်သင်လေးတွေကိုလိုက်ပြီးတော့ဒီသူတို့အလုပ်လုပ်တဲ့နေရာမှာပေါ့နော်ဘာသာလိုက်ပြန်ပေးရတယ်ဆိုတဲ့ပုံစံမျိုးနော်အဲ့တော့ဒီအလုပ်ကိုမုံကဘာဖြစ်လို့အရန်သဘောကျခဲ့တယ်လဲဆိုတော့ပထမအချက်ကပေါ့နော်ဂျပန်နိုင်ငံရဲ့နေရာအစုံဒေသအစုံသွားပြီးတော့လိုက်ပြီးဘာသာပြန်ပေးရတဲ့အချက်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒီဒေသတွေမှာရှိတဲ့ဂျပန်နေနဲ့စကားပြောရတာအရန်ကိုပြောဖို့ကောင်းနေတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့သူတို့ကဒီတိယစကားအတန်မျိုးသုံးနေပေါ့နော်တခါတလေကိုကနားမလည်ဘူးလုံးဝ၄-၅ခေါက်လောက်နားထောင်နေလုံးဝနားမလည်ဘူးပေါ့နော်အဲ့လိုမျိုးအတွေ့အကြုံလေးတွေတော်တော်လေးပျော်ဖို့ကောင်းနေတယ်ပေါ့နော်သူတို့ကလည်းဒါရှင်းပြပါတယ်သဘောကောင်းကြတယ်အဲ့တော့မိနစ်တုန်းကဆိုရင်ပေါ့နော်ဟီရိုရှီးမားဘက်ကိုဒါလေးစီးပြီးတော့သွားပစ်တာရှိရပေါ့နော်အဲ့တုန်းကလည်းဒါ၄ရက်၅ရက်လောက်သွားပစ်တယ်ပြီးတော့အနီးတစ်ဝိုက်တိုကျိုရဲ့အနီးတစ်ဝိုက်မှာရှိတဲ့အီဘာရာကီဘက်ကပေါ့နော်ဒီနေ့ဒီအီဘာရာကီဘက်နဲ့နီးတဲ့စီယုံတစ်ခုလည်းသွားခဲ့တယ်ပေါ့နော်ပြီးတော့ဖူကူရှီမာဘက်လည်းသွားပစ်ခဲ့တယ်မိနစ်တော့ပြီးတော့ဒီနှစ်ပေါ့နော်ဒီနှစ်ရဲ့ဟာရီယာစမီဆိုတဲ့ပေါ့နော်နေဦးရာဒီចောင်းပိတ်ရပေါ့အဲ့ဒီတုန်းကလည်းဒါ2လလောက်အားတာဆိုတော့အဲ့ဒီဂျာတဲ့မှာတော်တော်လေးခရီးထွက်ခဲ့ရတယ်ပေါ့နော်ပထမတစ်ခုကဆာကာဆိုတဲ့မြို့လေးပေါ့နော်ဖူကူအိုကာရဲ့အောက်ဖက်နားလေးမှာရှိတဲ့နေရာလေးပေါ့အဲ့တော့ဆာကာမှာ3ရက်လောက်နေပြီးတော့4ရက်လောက်နေပြီးတော့အဲ့နောက်ပိုင်းဖူကူအိုကာကိုသွားပြီးတော့ဒါဖူကူအိုကာရဲ့နာမည်ကြီးတဲ့ခောက်ဆွဲသွားစားတာတို့ပါတော့အီချီရန်လို့ခေါ်တဲ့ခောက်ဆွဲသွားစားတာတို့အဲ့လိုမျိုးလုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ဇက်တိုက်ပဲဆက်သွားလဲဆိုတော့ရှီမနယ်ဆိုတဲ့နေရာလေးပေါ့နော်ရှီမနယ်ဆိုပေမဲ့လည်းတူရီခင်ရာဘတ်အပိုင်းကိုရောက်တဲ့နေရာလေးပေါ့နော်ပင်လယ်လည်းမြင်ရသလိုတော်တော်လေးလှတဲ့နေရာပေါ့နော်အဲ့ဒီကိုလည်းသွားဖြစ်တယ်ပြီးတော့အဲ့ဒီမှာတော့4-5ရက်လောက်နေ4ရက်လောက်နေဖြစ်တယ်ပေါ့နော်4ရက်လောက်နေပြီးတော့စက်တိုက်ပဲနောက်ပဲနေရာဆက်သွားလဲဆိုတော့အဟိမဲခင်ပေါ့နော်အဟိမဲခင်ရဲ့မဆီယာမဆိုတဲ့မြို့လေးကိုသွားဖြစ်တယ်ပေါ့နော်အဲ့ဒီတစ်ခါတော့အပျော်ဆုံးပဲဘာလို့လဲဆိုတော့4ရက်ဒါအလုပ်လုပ်ရတယ်4ရက်ပြီးတော့အချိန်လဲရတဲ့အတွက်ပေါ့နော်အဲ့ဒီနောက်ပိုင်း3ရက်လောက်ဆက်ပြီးတော့နေဖြစ်တယ်ပေါ့နော်အဲ့ဒီ3ရက်မှာမြို့ထဲမှာလိုက်ပြီးတော့ပတ်တာတို့ရထားလိုက်စီးတာတို့ပြီးတော့မဆီယာမာရဲ့ကက်စတာပေါ့နော်ရေတိုက်အရန်နာမည်ကြီးရေတိုက်တခုရှိရပေါ့နော်အဲ့ဒီအနီးတစ်ဝိုက်မှာဆိုင်နှန်းလေးလည်းအများကြီးရှိရပေါ့အဲ့ဒီနာကိုသွားပြီးတော့လိုက်ပတ်ကြည့်တာတို့ပြီးတော့တင်မောစီးပြီးတော့အဲ့ဒီမြို့ရဲ့အနီးတစ်ဝိုက်မှာရှိတဲ့ကျွန်းတစ်ခုပေါ့နော်တင်မောနဲ့သွားပြီးတော့အဲ့ကျွန်းတစ်ပတ်လိုက်ပတ်တာပေါ့နော်အရန်ပြောခဲ့ပါတယ်အဲ့တော့ကလည်းဒါစပိန်နဲ့လိုက်ပတ်တာကျွန်းစပိန်နဲ့ကျွန်းတစ်ပတ်ပတ်တာပေါ့နော်အဓိကကိုရီပုံမှန်နေ့စဉ်ဘဝမှာပေါ့နော်မလုပ်ဘူးတဲ့အလုပ်မျိုးတွေကိုအတွေ့အကြုံမျိုးတွေကိုရတာဖြစ်တဲ့အတွက်ဒီအလုပ်ကလေးကိုမုံကအရန်သဘောကျခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းမြန်မာနိုင်ငံရဲ့အခြေအနေအရဒါအလုပ်သမားတွေကနိုင်ငံကနေထွက်လို့မရတာဖြစ်တဲ့အတွက်မုံရဲ့အလုပ်ကလည်းအခုကတော့မရှိသေးဘူးပေါ့နော်အဲဒါကြောင့်မို့လို့ဒါအခြေအနေပြန်ကောင်းတာကိုပဲဆူတောင်းနေပါတယ်လို့ပြီးတော့အခုเจ้าကလည်းပြန်ပြီးစနေဖြစ်တဲ့အတွက်ကျောင်းစာလည်းအာရုံစိုက်ပြီးတော့ကျန်တဲ့စာသင်တဲ့အလုပ်မျိုးတွေလည်းလုပ်နေရပေါ့နော်ဒါ Japanese ကိုEnglish ကိုပြန်ပြီးတော့သင်ပြီးတဲ့အလုပ်မျိုးလည်းလုပ်နေရပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ဘာသာပြန်တစ်ယောက်ဖြစ်ဖို့အတွက်ပေါ့နော်ဘယ်လိုမျိုး skill မျိုးတွေလိုအပ်တယ်လဲဘယ်လိုအတွေ့အကြုံမျိုးတွေလိုအပ်တယ်လဲပေါ့နော်အဲ့ဒါလေးကိုအချင်းချုပ်ပြီးတော့တစ်ချက်ပြောပြသွားခြင်းတယ်ပေါ့နော်အဓိကအားလုံးလည်းသိတဲ့အတိုင်းပဲ language skill ကတော့လိုအပ်တယ်ပေါ့နော်ဘာသာစကားစွမ်းရည်ပေါ့ဂျပန်စာဆိုရင်ဒါ N1 level လောက်ထိရတော့ရှိထားတဲ့ပေါ့နော် N1 မရှိဆိုလည်းဒါ N2 လောက်ပေါ့နော်ကိုကစကားပြောတဲ့နေရာမှာယုံကြည်ချက်ရှိရဆိုရင်ပေါ့နော်ယုံကြည်ချက်ရှိတယ်ဆိုရင်N2 level နဲ့လည်းအဆင်ပြေလို့ထင်ပါတယ်
ပြီးတော့အလုပ်ရှာဖို့အတွက်ကကြတော့ဒီလိုမျိုးနေပယ်မှာအလုပ်လုပ်နေတဲ့သူတွေနဲ့ထိတွေ့ပြီးတော့စကားပြောနေမှာဒါကိုယ့်ရဲ့ connection ကလည်းတဖြည်းဖြည်းနဲ့များလာတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီလိုမျိုး professional အလုပ်မျိုးကိုလုပ်နေတဲ့သူတွေနဲ့အများကြီးစကားပြောပါပေါ့နော်သူတွေနဲ့စကားပြောရင်းနဲ့ဒါကိုကဘယ်လိုမျိုးလမ်းကြောင်းနဲ့ဘယ်လိုဝင်သင့်တယ်လဲပေါ့နော်အဲ့ဒါတွေတဖြည်းဖြည်းနဲ့နားလည်လာလိမ့်မယ်ပေါ့နော်အဲ့လိုနားလည်လာရင်သူ့အလိုလိုဒါဘယ်လိုနေရာမျိုးကနေပြီးတော့အလုပ်ရှာမလဲဆိုတာလည်းသိလာလိမ့်မယ်ပေါ့နော်အဲ့တော့အခု M4 ခန်းကြီးဒီနေ့အတွက်ပေါ့နော် part 1 လေးလည်းပြီးသွားပြီဆိုတော့皆さんお疲れ様ですမို့ရဲ့နောက်ထပ်ဗီဒီယိုလေးတွေလည်းစောင့်ကြည့်ပေးပါအောင်နော်